Old Trafford ကအကျိတ်အနေရှိမဲ့ပွဲသို့တော့မင်္ဂလာပါခင်ဗျာ Nice Choice Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ညအတွက်ရွေးချယ်ထားတဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည9:00 နာရီချိန်မှာရှင်ပြိုင်ကစားကြမဲ့ Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Man U နဲ့စပါးတို့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျဒီပွဲစဉ်မှာတော့အိမ်ရှင် Man U အနေနဲ့တစ်လုံး20နိုင်ဈေးကြောပေးထားပြီးဂိုးပေါင်းကိုတော့3လုံး20ရှုံးဖွင့်လှစ်ထားတာတွေ့ရပါတယ်။လိ3ပွဲဆက်အနိုင်ရထားတဲ့အိမ်ရှင် Man U တို့အနေနဲ့ဒီပွဲမှာလည်းပထမအကြောကတရေကစားခဲ့တဲ့ဧည့်သည်စပါးကိုအိမ်ရှင်ပရိသတ်ရှိမှောက်မှာအလဲထိုးဖို့အတွက်ကြိုးစားလာမှာဖြစ်တယ်လို့ခြေစွမ်းလဲအတက်ဘက်ကိုရောက်နေတဲ့အနေထားလို့ပြောရမှာပါ။ဧည့်သည်စပါးအနေနဲ့တော့ Champions League မှာသာနောက်တစ်ဆင့်ကိုတိုက်ရိုက်ရောက်ရှိသွားခဲ့တယ်ဆိုပေမဲ့ပြည်တွင်း League မှာတော့ဒဏ်ရာပြတာနာများနဲ့ရင်ဆိုင်နေရပြီးအဆင့်14နေရာမှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာခြေတက်နေတဲ့ Man U အနေနဲ့အိမ်ကွင်းမှာဈေးပြင်းရှာနေတာပြောစရာမရှိပေမဲ့ဒီပွဲရဲ့ဂိုးပေါင်းဈေးကိုတော့အနည်းငယ်တန်တရားရှိနေပါတယ်။ပထမအကျုံးမှာ body ဈေးတရေ30ရှုံးနေတော့ဂိုးပေါင်းဈေးကို3လုံး40ထိဖွင့်လှစ်ခဲ့ပြီးတော့တစ်ဖက်နှစ်ကိုစီတရေကြကဂိုးပေါ်ဖြစ်ခဲ့တာပါ။ဒါကြောင့်ဒီပွဲမှာတော့ body ဈေးဟာတစ်လုံး20နိုင်ထိမြင့်တက်နေပေမဲ့ဂိုးပေါင်းဈေးဟာ3လုံးတရေဝန်းကျင်အနေထားမှာပဲရှိနေပြီးဈေးတက်လိုက်ကျလိုက်ဖြစ်နေတာတွေ့ရပါတယ်။လက်ရှိမှာနှစ်သင်းစလုံးအနေနဲ့ League 2ပွဲဆက်ဂိုးအပေါ်တွေကစားထားခဲ့ကြပြီးတဲ့နောက်ယခုပွဲရဲ့ဂိုးပေါင်းဈေးဟာ body ဈေးနဲ့ရှင်ရင်အနည်းငယ်နှိပ်ပါနေတယ်လို့သုံးသပ်ချင်ပါတယ်။ဒါကြောင့်ဈေးနှိပ်နေပြီးတော့ဈေးအတက်ကြလဲမတည်ငြိမ်တဲ့အနေအထားမှာရှိနေတဲ့ဒီပွဲမှာတော့နှစ်သင်းစလုံးရဲ့တိုက်စစ်တွေကိုလစ်လူရှုပြီးဂိုးပေါင်းအဘက်ကိုသာရွေးချယ်ရည်တည်ထားခြင်းပါတယ်ဗျမိတ်ဆွေတို့အနေနဲ့တခြားရွေးချယ်မှုတွေကိုတော့ Telegram Channel မှာတွားရောက်ကြည့်ရှုနိုင်ပါတယ် Telegram link ကိုတော့အောက်က description နဲ့ comment မှာထည့်ပေးထားပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ